ကြော်ကြီးကိုစော်တီးမယ်ဆိုလာတဲ့လိမ့်နင်ကြာကြီးစမီးတန်ကျွန်တော်တို့1 Championship ရဲ့155 147မှာဆိုရင်ဖြင့်ကျွာဝင်းနဲ့ထိုင်းနိုင်ငံရဲ့လက်ကြီးတကောင်လိုမှာကြောတဲ့စမီးတန်တို့တွေ့မှာဖြစ်ပါတယ်။အင်းဆုံးပြောချင်တာကတော့ကြံဖက်စမီးတန်အကြောင်းပါ။စမီးတန်ကကျော်စွာဝင်းကို135ပေါင်ထိဝိတ်ချပြီးထိုးစီခဲ့တာကတော့35ပေါင်ထိဝိတ်ချရင်ကျော်စွာဝင်းကိုနိုင်မယ်လို့ယူဆထားပုံရပါတယ်။နောက်ထပ်အားသာချက်တစ်ခုကတော့ထိုင်းပရိသတ်တွေအဲ့ဒီ155 147မှာပိုများလိမ့်မယ်လို့သူကယုံကြည်ထားပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအတွက်လက်မှတ်တော်တော်များများကိုထိုင်းပြည်သက်တွေကဝယ်ပြီးသွားပြီးဖြစ်ပါတယ်။ဒါကြောင့်မလို့ထိုင်းပြည်သက်ပုံများမယ်ပွဲကိုကျွန်တော်တို့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကြော်ကြီးရတော့ကျော်စွာဝင်းရဲ့အကြောင်းပြောရမယ်ဆိုရင်တော့အရင်ပွဲမှာဒီကျွန်တော်တို့ဘိုကာစီတိုကို138ပေါင်ထိဝိတ်ချပြီးတော့ကစားခဲ့တာဖြစ်တဲ့အတွက်ဒီပွဲ135ပေါင်ထိဝိတ်ချရင်တော့သူ့အတွက်အားနည်းချက်မဖြစ်နိုင်ပါဘူး။အဲ့ဒါသူ့ရဲ့အားသာချက်လည်းဖြစ်သွားနိုင်ပါတယ်။ကျော်စွာဝင်းရဲ့လက်သီးချက်တွေကနေရာသလိုတိကျမှုလည်းရှိတယ်လေ။ဒါကြောင့်မလို့ပဲဒီပွဲရဲ့ရှုံးနိုင်ကိုကျွန်တော်တို့တိကျပြတ်သားတဲ့ကျော်စွာဝင်းရဲ့လက်သီးချက်တွေကပဲအဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။အမှတ်နဲ့ဆိုရင်လည်းကျော်စွာဝင်းကနိုင်မှာသိကြပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။